ယောက်ျားပတ်စံ9000လောက်ပေးဦး ဟေ့ရမင်းကဘာလုပ်မှာမပေးချင်ဘူး ငါညမယောက်ျားစိတ်ုံတင်ထားလို့ အကောင်ကဘာဖြစ်ပြန်ပြီလဲ ကျမညမကသူ့ယောက်ျားရှိကပတ်စံတောင်းတာအကောင်ကမပေးလို့သူ့ကိုခေါင်းရိုက်ခွဲလိုက်တာ ဟိုမှာအန်ဆွဲထဲမှာယူသွား မင်းတို့မိန်းမတွေကလေလိုချင်တာတွေကလည်းများလိုက်တာ ကျမတို့မိန်းမတွေကလိုချင်တာတွေများပေမဲ့ယောက်ျားတယောက်တည်းစီရပဲလိုချင်တာ အေးငါတို့ယောက်ျားတွေကတော့လိုချင်တာတစ်ခုပဲမိန်းမတွေအများကြီးစီရ ကျမတို့မိန်းမတွေကရှင်တို့ယောက်ျားတွေကိုချစ်ပြီးဆိုရင်ဘယင်လိုထားကျင်ကြတာ အေးအဲ့ဒါကြောင့်ငါတို့ကလည်းဘယင်စိတ်တွေဝင်ပြီးမိန်းမတွေအများကြီးယူချင်ကြတာ ယောက်ျား ปัง ခုတလောလေးမိမအိမ်မက်တွေမကောင်းအောင်သိလား ရရှိခိုးပြီးအဲ့ပေါ်မိမရဲ့ ရှင်ပေါက်ပြန်နေလားမှမသိလား မဟုတ်ကတန်းတန်းဖမကွာမိမကလည်း မသိဘူးရှင်မမှန်ပြောနော်အဲ့ကောင်ကဘယ်ရလဲ